အတူဆုံးပြောရရင်တော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့အချင်းကုန်တဲ့ပုံစံကုံပုံနည်းကလေမလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာကျိုးစုံခဲ့ဆိုအဲ့ဒီနေ့တိုင်းကုန်တာဒါအတူဆုံးအထီဆုံးဦးဇင်းစိတ်ထဲမှာအကြိုက်ဆုံးပဲနော်သူကိုမလိုရင်ပါတော့ဒေါသဘလောက်ကောင်းတဲ့တရားဖြစ်ကိုမလိုဘူးဆိုရင်ဒေါသဖြစ်တာဗျကိုမလိုဘူးဆိုရင်ကောင်းတယ်ကိုမထင်တော့လားနော်ကိုပေါ်ငကိုတုံးကဘလောက်ပဲကောင်းခဲ့ကိုစိတ်ထဲမှာမလိုနေတဲ့အချိန်ဆိုတာဒေါသမုန်းနေတာနော်မလိုဒေါသလိုလောဘနဲ့ကောင်းမကောင်းကိုလိုချင်ရင်တော့အဲ့ဒါလောဘဖြစ်တော့တာပဲနော်မကောင်းလေပဲကိုလိုချင်နေရင်ကောင်းတယ်လို့ထင်နေတာကိုဟုတ်ရဲ့လားဒါကြောင့်မလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာကျိုးစုံရဲ့ကာကျိုးကတော့အတော်ကိုစုံတယ်လို့ထင်တယ်နော်ဘဝဇက်ခုံပေါ်မှာကာကျိုးကတော့အတော်ကိုစုံတယ်လို့ထင်တယ်နော်တခါကြီးဒီမိုင်းများနော်ပြုံးပြီးတော့တေးဥဆောင်တဲ့ကာကျိုးမဲ့ပြီးတော့တေးဥဆောင်တဲ့ကာကျိုးမရှိဘူးလားဘယ်သူခိုင်းလို့ပြုံးရဘယ်သူခိုင်းလို့မဲ့ရတော့မင်းတော့လောဘဒေါသခိုင်းလို့ပြုံးရမဲ့ရတာပေါ့ဟုတ်တယ်မဟုတ်လားအဲ့တော့တကယ်တမ်းကတော့ဒီကာကျိုးတွေကိုဆင်နွှဲတဲ့နေရာမှာကိုယ်စိတ်တိုင်းကြဒီကာကျိုးတွေကိုပုံဖော်နေတာတော့မဟုတ်လောဘဒေါသဒါရိုက်တာခိုင်းတဲ့အတိုင်းကာကျိုးကိုပုံဖော်နေတာနော်တကယ်လည်းသေဥဆောင်ကောင်းကြပါတယ်တရားဓမ္မတို့ရောဦးဇင်းတို့ရောဦးဇင်းတို့အနုပညာလောကမှာလူချမ်းရောဇက်လိုက်ရောဇက်ပို့ရောနေရာစုံတောင်းစုံကနေပိုင်နိုင်သေဥဆောင်နိုင်တယ်ဆိုရင်ဆွဲစုံရတဲ့အနုပညာရှင်ပဲချီးမွမ်းကြတာမရှိဘူးလားရှိတယ်တရားဓမ္မတို့ဦးဇင်းတို့တကယ်တမ်းကတော့ဆွဲစုံရတဲ့အနုပညာရှင်တွေလို့ဦးဇင်းထင်တယ်နော်တခါတရံဇက်လိုက်တခါတရံလူချမ်းတခါတရံသူတော်ကောင်းတခါတရံသူယုံမှာနေရာစုံတောင်းစုံကနဲ့ဒီဘဝတစ်ခုတည်းမှာကိုပဲသေဥဆောင်နေတာမရှိဘူးလားရှိတယ်တခါတလေအချိန်ပိုင်းလေးအတွင်းမှာကိုပဲသေဥဆောင်ချက်တော်တော်ပြင်းတယ်လို့ထင်တယ်အခုပဲဒီဘက်ကိုပြုံရွှင်နဲ့ပြောဆိုပြီးတော့ဒီဘက်လှည့်လိုက်တာနဲ့ခက်ထမာကြောပြီးတော့ဖြစ်သွားတာလည်းမရှိဘူးလားရှိရနော်ဟိုဘက်မှာကတော့ဧည့်သည်တွေမို့လို့အမလေးပြုံရွှင်ဒီဘက်ကအိမ်ကလူတွေဆိုတော့ခက်ထန်တာဟုတ်တယ်မဟုတ်လားတယောက်တည်းကနေဖြစ်နေတာနော်ဘာမှပြောင်းလဲတာမဟုတ်တကယ်တော်ပြီဆိုတဲ့သေဥဆောင်တော်မှာအဲ့ဒီလူလောက်သေဥဆောင်ကောင်းမယ်မထင်ဘူးဘုန်းတော်ဦးဇင်းတို့စဉ်းစားကြည့်တယ်ဇက်သေးရုပ်ရှင်တွေကတထေးကြီးကပြင်ဘက်ကတထေးကြီးလောက်ဘယ်တူအောင်သေဥဆောင်နိုင်မှာဘယ်ဟာကပို့တူလို့ပြင်ဘက်ကတထေးကြီးနဲ့ဇက်သေးကတထေးကြီးနဲ့ဘယ်ဟာပို့တူလို့ပြင်ဘက်ကတထေးကြီးကတူတာဗောဗျာဟုတ်တယ်မဟုတ်လားအဲ့ဒါလိုပဲနော်စဉ်းစားကြည့်နော်တကယ်ဈေးတယ်ကဇက်သေးရုပ်ရှင်တွေကဈေးတယ်တဲ့ပူးပြီးတော့တူတာပေါ့ဟုတ်တယ်မဟုတ်လားဒါကြောင့်လောကကြီးကိုပွဲကြည့်တယ်လို့ကြည်ရတာတခါတလေမှာအရသာတစ်မျိုးလို့ဦးဇင်းထင်တယ်နော်သူရောကိုရောသေဥဆောင်ချက်တွေကိုစိုးနေအောင်လောကကြီးမှာ